မနေ့ကလေဆဲစစ်စင်တာသွားတယ်ပြီးတော့ဆလတ်တဘူးယူလိုက်တယ်သူတို့ပေးတဲ့ဆလတ်ပြီးတော့အဲ့ဒီဆလတ်ဘူးကအပေါ်မှာဘာမှအဲ့လိုပတ်ထားတဲ့လုံခြုံမှုပြုလုပ်ထားမရှိတော့ဘူးသူတို့ဖြုတ်ထားတယ်ပြီးတော့ poison ထက်ချထားတာလေဆိုတော့ဒီ poison America မှာအခုထဲတဲ့ poison ဒါပေမဲ့အဲ့ဒီ America မှာမနေ့ကဆဲစစ်စင်တာမှာထက်ပေးတဲ့ poison ကမြန်မာပြည်မှာကိုတောင်ဘက်မှာချင်းဆရာဝန်အတုတွေကိုတောင်မြို့မှာလူနာမိတ်ကလေးတွေတချို့ကိုကျွေးပြီးတော့ဆေးပေးပြီးတော့မှစားခိုင်းပြီးတတ်နေတဲ့ဆေးထက်အစမိုဇိုတို့တခြားသောဆေးတွေပေါ့နော်အဲ့လိုမျိုးဆေးတွေထက်ပို့ပြီးတော့ဒီကောင်ကတအားပြင်းထန်တယ်ဟိုကောင်ကစားပြီးတာနဲ့ရုတ်တရက်မဖြစ်သေးဘူးအဲ့လိုမျိုးပေါ့ပြီးတော့ညဘက်မှာချောင်းဆိုးကြီးတော့မှတခါကြီးပိတ်သွားတယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့အမေရိကမှာပေးတဲ့အမေရိကမှာကျွေးတဲ့ poison ကြတော့အမေရိကမှာအခုကျွေးတဲ့အစားအသောက်တွေမှာထပ်ပေးပြီးကျွေးတယ်ပြီးတော့ဒေါ်လာစတိုးတွေမှာတင်ပြီးရောင်းချတဲ့အစားအသောက်တွေထဲမှာထည့်တယ်အခု Walmart တို့ဘာတို့တွေပေါ့နော်ကုန်တိုက်တွေတော်တော်များများမှာအခု poison ထည့်တယ်အဲ့ဒီကုန်တိုက်တွေဒေါ်လာစတိုးတို့ financial တို့ Walmart တို့အဲ့ဒီမယိုးနိုင်တွေထဲမှာထည့်တာပေါ့နော်ပြီးတော့အခု Trader Joe ဒါ Trader Joe နာမည်နဲ့လာတဲ့ဆလတ်ထဲမှာပါတယ်ဒါပေမဲ့သူတို့ဖာသာသူတို့ထည့်တယ်ဆိုတာတော့ကျုပ်သတိထားမိတယ်ဒါယူကြတဲ့ကဘာမှမရှိတော့ဘူးလေသူတို့ဖြုတ်လိုက်ပြီးတော့ poison တွေထည့်ချထားတာပေါ့နော်ပြီးတော့စားပြီးတာနဲ့ဇဲစစ်စင်တာကနေယူလာပြီးစားကြည့်လိုက်တယ်ဒီကောင်ကိုဒါပေမဲ့ကိုကစားတာမဟုတ်ဘူးအရွက်လေးလောက်ပဲကောက်စားတယ်အဲ့ထက်မှ chicken တွေပုတ်နေတဲ့ chicken ဖင်တွေပုတ်နေပြီပြီးရားပြီးပုတ်နေပြီဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဆိုတော့အဲ့ဒီမှာတစ်ဖက်ကမားရောင်ပြီးပါဇက်ထက်ပါသွားတယ်ပါသွားပြီးတော့မှပြထွေးထုတ်ပလိုက်တယ်အဲ့ဒီဟာကိုဒါပေမဲ့တချို့နည်းနည်းလေးဝင်သွားတယ်ဆလတ်ရွက်နှစ်ဖက်သုံးဖက်လေးလောက်တော့ကောက်စားကြည့်လိုက်တယ်ပြီးတော့တခါတည်းအသက်ရှူကြက်တယ်ပြီးတော့ရပတ်အောက်သွားတယ်ရပတ်ဟာ automatic တအားအောက်ပြီးတော့မှပြီးတော့ရေတအားခုန်လာတယ်အဲ့လိုမျိုးပေါ့ဘာဖြစ်လဲဆိုအထဲမှာသူကအဆောက်ကိုနာသွားပြီလေအဆောက်ကတခါတည်းနာတာလေချစ်တမ်းပြီးတော့မှတခါတည်းတမ်းပြီးနာတာသူကနည်းနည်းလေးတော့မဆောက်ဘူးပြီးသွားလို့ရှိရင်ရေဘက်ကတဖြည်းဖြည်းနဲ့ပိတ်တက်လာပြီးလူကအားပြတ်သွားတယ်ခြေတွေလက်တွေအကုန်အားပြတ်တယ်ပြီးရင်မထိုင်နေနိုင်ဘူးထိုင်နေလို့မရဘူးခေါင်းတွေပါတွေထောင်မနိုင်တော့ဘူးဆိုတော့အဲ့လိုမျိုးဖြစ်သွားပြီဟေ့ဆိုလို့ရှိရင်သူကလေချွဲတွေဒီကောင်တွေမအန်ထုတ်နိုင်ဘူးမထွေးထုတ်နိုင်ဘူးဟေ့ဆိုလို့ရှိရင်အဲ့ဒီမှာစားပြီးတခါတည်းသေမှာလေဒီကောင်ကပြီးတော့ထွေးထုတ်ပြီးတော့အဲ့ဒီလောက်ထွေးထုတ်ပြီးတော့အခုကျုပ်စကားပြောနေတဲ့အသက်ရှူတန်နဲ့နှာခေါင်းတန်တွေဒီလောက်ကြံရစ်တယ်ဆိုတော့20%လောက်ပဲသူကထွက်သွားတာလေပိုင်စင်ကဆိုတော့အဆုတ်ထဲမှာ80%ကနေရာပြန်ယူထားလိုက်တယ်အဲ့ဒါအမေရိကမှာကျွေးတဲ့ပိုင်စင်နော်အမေရိကမှာထည့်နေတဲ့ပိုင်စင်အစားတောက်တွေထဲမှာပေါ့နော်ဆိုတော့ဒေါ်လာစတိုးတွေမှာထည့်နေတဲ့ပိုင်စင်ကြတော့10%ကနေ15%လောက်ထည့်ထားတယ်ဆိုတာအဖြေရှာလို့တွေ့တာပေါ့နော်။ဘာကြောင့်လဲဆိုဒေါ်လာစတိုးကအစားတောက်ကိုလေဒေါ်လာစတိုးတို့ဝေါ်မာတို့ကအစားတောက်တွေကကြတော့တခါတည်းအဖိန်တက်တယ်။သူကဒေါ်လာစတိုးကကြတော့စားပြီးတာနဲ့အဆုတ်ကျက်သွားတယ်။ဒီကောင်လိုပဲအခုမနေ့က World Trade Center ဗာလဲ Trader Joe နာမည်နဲ့ CSC Center မှာပေးတဲ့ဆလတ်ထဲမှာထည့်ထားတဲ့ poison ကဒေါ်လာစတိုးမှာထည့်နေတဲ့ poison တွေပဲဖြစ်တယ်အခုဒေါ်လာစတိုးကအစားတောက်ပွဲတွေမှာထည့်နေတဲ့ poison ပေါ့နော်ဒါပေမဲ့ percent နှုန်းမှာ
သူက 100% ဒီကောင်ကရခိုင်တော့အပြစ်ထက်ချပလိုက်တာလေရခိုင်တော့အပြစ်ထက်ပြီးတော့မှတခါတည်းစားပြီးတာနဲ့ရဘက်အောက်တဲ့အသက်ရှူကြက်တယ်ပြီးတော့နှလုံးခုန်တယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့အသက်ရှူလမ်းကြောင်းရှာမတွေ့ဘူးပြီးတော့ရဘက်ထဲမှာအကုန်လုံးကိုရဘက်ကတဖြည်းဖြည်းနဲ့ကြီးပြီးကြက်တက်လာတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ထွေးထုတ်တယ်ဆိုလို့ရှိအဲ့ဒါလောက်ထွက်သွားရင်အဲ့ဒါ20%လောက်ပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါ20%လောက်ပဲတက်တာတယ်စကားတွေပါတွေတအားထွေးထုတ်ရင်စကားအတတ်နိုင်ဆုံးပြောနေပြီးရင်ကိုယ့်အတန်ကိုအမြဲတမ်းချက်ကလုံနေအမြဲစစ်ဆေးနေပေါ့နော်ဆိုတော့လောလောဆယ်ကိုကတော့ထည့်လိုက်မယ်လောကကောင်းသွားတယ်ထွက်သွားတာရခိုင်တော့အပြည့်ထွက်သွားပြီကောင်းသွားပြီဆိုပြီးတော့မတွေးလိုက်နဲ့အခုကျုပ်ရဲ့ဘက်ထဲမှာအဲ့ဒါလောက်ကြံတယ်အသက်ရှူတယ်ဒီ poison တွေကအခု80%လုံးပြန်ကြံနေတယ်ဒီဘက်ထဲမှာအခုကျုပ်ပြောနေတဲ့စကားနဲ့နှာခေါင်းအနေထားတွေပေါ့နော်ဆိုတော့ဒီအဆုတ်ကတဖြည်းဖြည်းချင်းသူကအဆုတ်ကိုပေးနာနေတာလေကြက်ပြီးတော့အဲ့လိုလောက TB ယောဂတဲ့လိုမျိုးအဆုတ်ကြက်တက်နေတာလေအဲ့လိုမျိုးပါနော်ဆိုတော့အဲ့ဒီအမေရိကမှာကျွေးတဲ့ poison တွေအခုအမေရိကမှာထပ်ပေးနေတဲ့ poison တွေကြတော့တအားကျန်းတယ်တအားပြင်းထန်တယ်ချက်လက်ငင်းအတိတပ်ပလိုက်တယ်လေလူအဲ့လိုမျိုးနော်အကယ်၍ထွေးထုတ်နိုင်တယ်ဟေ့ဆိုလို့ရှိတော့လွတ်မြောက်သွားတယ်အသက်ရှင်နိုင်တယ်ပြီးရင်ဒီလိုမျိုးချွဲတွေထွက်သွားတယ်အဲ့လိုမျိုးနော်အဲ့တော့ဒေါ်လာစတိုးမှာကြတော့သူပဲဒီကောင်ပဲဒေါ်လာစတိုးမှာထပ်ပေးနေတဲ့ poison အခုဒီဟာတွေမထုတ်နိုင်ဘူးနည်းနည်းကျွေးနေတယ်စားနေမိတယ်ပုံမှန်ဆိုလို့ရှိတော့ညနာတွေဖောလာတယ်ရောင်လာတယ်ပွာလာတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့အဲ့လိုတွဲကြလာတယ်မျက်လုံးတွေပခလုတ်တွေအကုန်လုံးကိုပွားပြင်းနေတွဲလာပြီးတော့မှတဖြည်းဖြည်းချင်းလူကအဲ့ဒီငရုတ်ပွားကြီးလိုမျိုးလေငရုတ်တီးဖိပါအပွားကြီးလိုမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့လူတွေကပွားပြီးတော့ဖောပြီးတော့မျက်နှာကြီးပြဲပြီးတော့အရေပြားအရေခေါ်တွေအတွင်းကနေကသွားနေကန်တာလေပြီးတော့ချွဲတွေပိတ်ပြီးတော့မှလူရဲ့အယုတ်အဆဲအင်္ဂါကိုအကုန်ဖြစ်စီးပြစ်လိုက်တာအဲ့ဒီကောင်ကအဲ့လိုဖြစ်စီးတာပေါ့နော်